တင်ပြခဲ့တာပါကိုကျော်ကျော်ရင်မလေးရှားကမြန်မာတွေအကြောင်းတင်ဆက်ဖို့ရှိသေးတယ်မဟုတ်လားရှင်ဟုတ်ပါတယ်ဗျာမြန်မာနိုင်ငံသားအတော်များများအလုပ်သွားလုပ်နေကြတဲ့မလေးရှားနိုင်ငံမှာကမ္ဘာစီးပွားရေးကြရက်ကြောင့်အလုပ်ကိုင်အခြေအနေကျဆင်းနေတဲ့အပြင်ဖမ်းဆီးတွေလည်းအတော်လေးကိုတည်တတာပိုများလာတယ်လို့သိရပါတယ်ဗျာဒါပေမဲ့မလေးရှားနိုင်ငံကိုဝင်လာအောင်မဲ့မြန်မာနိုင်ငံသားတွေကတော့အရေးအတွက်ရော့ကျမသွားဘဲနဲ့ဆက်ပြီးတော့တိုးပွားနေတော့ပဲရှိနေတဲ့အကြောင်းမလေးရှားနိုင်ငံမှာရောက်နေတဲ့မြန်မာအရေးဆောင်ရွက်နေသူဦးအောင်ကျော်ဆက်ကိုဦးတစ်စင်ကဆက်သွယ်မေးမြန်းတင်ပြပေးမှာပါဗျာဟုတ်ကဲ့ရှင်ကိုအောင်ကျော်ဆက်ရေအခုလောလောဆယ်မလေးရှားမှာအလုပ်လုပ်ရတဲ့အခြေအနေဘယ်လိုထူးခြားတာတွေများရှိပါလဲခင်ဗျမလေးရှားမှာလောကကန်ရတာတော့စီးပွားရေးလည်းကျလာတဲ့အခါကျတော့တထေးတွေကလည်းအလုပ်တွေသိမပေးနိုင်ဘူးဝင်လာတဲ့အလုပ်သမားဥယျာဉ်များပြီးတော့အလုပ်တွေလည်းရှားပါလာမျိုးတွေဖြစ်တယ်ပေါ့ပြီးတော့စီးပွားရေးမကောင်းတော့တထေးတွေကလည်းရင်းတော့ဆိုရင်ကုမ္ပဏီတော်တော်များများကဒီအလုပ်ကန်တွေလစာတွေပုံမှန်လကုန်ပြီးတာနဲ့9ရက်ဆိုရင်ပေးပြီးအခုဆိုရင်တချို့ဆို2လလောက်ပေါင်းပြီးမှပေးတာမျိုးတွေရှိပါတယ်ပေါ့အရင်ကတော့အဲ့ဒါမျိုးဖြစ်ခဲ့ဘူးလားခင်ဗျအရင်ကတော့အဲ့ဒါမျိုးမဖြစ်ဘူးလို့တချို့ကစီးပွားရေးမကောင်းမိမဲ့လည်းနည်းနည်းလေးနှိမ့်ထားလို့ရသေးတယ်သူအကျွေးတွေလည်းပတ်တာနဲ့ပါနေအဲ့ဒါမျိုးသွားလို့ရတယ်ခုနောက်ပိုင်းတော်တော်များများတထေးတွေကသိပြီးတော့သူတို့အလုပ်သမားပြန်မကြည့်နိုင်တာအပိုင်းလေးဖြစ်တယ်ကုမ္ပဏီကြီးတွေကိုနိုင်ဝထိခိုက်လာတယ်ဟုတ်ကဲ့ကမ္ဘာစီးပွားရေးပြဿနာရိုက်ခတ်တဲ့သဘောပဲပေါ့နော်ဒါဆိုရင်အဖမ်းအဆီးကောဘယ်လိုများရှိလဲခင်ဗျဟိုတလောကတော့အဖမ်းအဆီးအတော်လေးကျန်းတယ်လို့ကြားမိပါတယ်ဒီတလောလုံးသူတို့ operation လုပ်နေတာပေါ့10လပိုင်းအစလောက်ထဲကနေပြီးတော့စနေတာပေါ့တစ်ပတ်ကိုခဏကနေတောက်ကြအဲ့2ရက်ပေါ့နော်အပတ်တိုင်းလုပ်နေတယ်အခုဆိုရင်3ပတ်ကျော်သွားပြီလောက်လာအရင်တော့ဆိုခုကျွန်တော်တို့အရင်တော့ဟိုမှာဆိုင်ဒီမှာဈေးတက်ဝယ်တယ်ဘာမှပြဿနာမရှိဘူးအခုကပြဿနာတွေရှိလာပြီဘယ်လိုလဲဆိုင်ဒီအပေါ်ကြီးတက်ဖမ်းတာဆိုတော့ရေရောဒီရေရောနှစ်ခုပေါင်းပြီးတက်ဖမ်းတာရေတော့ဆိုရင် passport ကိုလို့ဆက်တော့ပြန်ရတယ်ခုကစာအုပ်ပေါ် passport ကိုလို့ချက်ကိုမလို့ချင်းအကုန်လုံးကားပေါ်တက်နိုင်ငံသားဆိုရင်မင်းတို့ဟိုရက်စကန်ရောက်ရင်စစ်မယ်စစ်ပြီးရင်မှန်တယ်ဆိုရင်မင်းတရေပုံစံမင်းတရေလာပေါ့အဲ့လိုပုံစံမျိုးရှိတယ်အမှန်တဲ့လူဆိုရင်တော့ရက်စကန်နဲ့တန်းထည့်တာပဲသူနဲ့ထောင်နဲ့တန်းထည့်တာပဲဒါဖြစ်ရင်နောက်ထပ်ဝင်လာတဲ့လူတွေအတွက်ကောအလုပ်ကိုင်နေရာကျနိုင်ပါအဲ့ဒါတော့ကိုကြီးတန်မယ်လူ100မှာ80လောက်ကတော့လုံးဝအဆင်မပြေဘူးကိုတရားဝင်ပါမစ်ကြီးတွေနဲ့လာကြတယ်ဒီမှာအလုံးမရှိဘူးတချို့ဆိုရင်5-6လောက်ပဲလုပ်ငန်းခွင်ထဲမှာအဆင်ပြေသွားပြီးတော့နောက်ပိုင်းကျတော့လုံးဝဘယ်လိုလဲဆို over တိုင်းမပေးနိုင်ဘူးဒီလာစာတွေမပေးနိုင်တာမျိုးတွေဖြစ်တယ်ပြီးတော့လာစာတွေပုံမှန်ခုနလိုပေါ့အေးချင်းနဲ့တထေးနဲ့လှုပ်ထားတဲ့ကြားထဲမှာပေါ့ခုနလုံးဘာမှမတတ်တဲ့ပုံမှာတွေကစကားမနားမလည်တဲ့ပုံမှာတွေကအဲ့ဒီပုံမှာကောင်းပုံဖြတ်ခံရတာတွေအများကြီးကြုံတွေ့နေတချို့ဆိုရင်လည်း overstay မဖြစ်သင့်မယ်နဲ့ overstay ဖြစ်သွားတာတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒီရောက်တော့စကားအဆက်ကြီးတယ်အဲ့စကားအဆက်ပုံမှာလုပ်ငန်းရှင်တွေမှုတွေဖြစ်တော့တထေးနဲ့ဒီအလုပ်သမားတွေနဲ့ပြဿနာဖြစ်ကြအောင်ဖြစ်ကြတဲ့အခါမျိုးကျတော့စကားနားလည်တဲ့ပုံမှာရှင်းတော့အဲ့ပြဿနာတွေရိုက်ကြည့်လေစကားနားလို့လည်းတဲ့ဟာမျိုးဖြစ်တဲ့ခါမျိုးကျရင်ကျွန်တော်တို့ဒီဘက်ကအဖွဲ့အစည်းတွေရှိတယ်ပေါ့နော်အဖွဲ့အစည်းတွေကိုညီတောင်းပြီးတော့ဖွဲ့စည်းပြီးလိုက်နေဖြည့်ရှင်းပေးရတာမျိုးရှိတယ်အေဂျင့်ကတော့အေဂျင့်ဘက်ကလူရရေးအတွက်ပဲသူစဉ်းစားတာကိုဘယ်နေ့ဘယ်ရက်ငါဘာလုပ်လိုက်ရင်ဘာရမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတွေကြိုက်ပြီးတင်လာမျိုးတွေရှိတယ်အထူးဆိုလည်းအကျွေးနဲ့တော့တင်လာတာမျိုးတွေရှိတယ်တော်တော်များများဖြစ်တာတွေကဒီနယ်ဘက်တွေမှာဖြစ်တာပြည်နယ်နောက်ဂျိုဟိုအဲ့လိုမျိုးနယ်မြေတွေမှာဒီပြဿနာတွေတော်တော်များများကအများကြီးဖြစ်တယ်အထူးဆိုရင်လည်းကျွန်တော်တို့မသိလို့တကယ်နေဒီဘက်မရောက်လာတာမျိုးရှိတယ်အထူးဆိုရင်ကြိတ်ခံပြီးတော့အဲ့လိုပဲနေရတာအများကြီးတုံ့ပြန်ရတယ်ဟုတ်ကဲ့ဒီလိုဆိုရင်မလေးရှားမှာကမ္ဘာစီးပွားရေးပြဿနာကြရက်ကြောင့်လုပ်ငန်းတွေကလည်းသိမကောင်းဘူးအဖမ်းဆီးတွေကလည်းများလာတယ်အခြေအနေတွေကမကြီးမရဖြစ်နေတယ်ဆိုတော့မြန်မာပြည်ကနေပြီးတော့နောက်ထပ်ဝင်လာတဲ့လူအရေးအတွက်ကကောအခုလောလောဆယ်ဘယ်လိုများရှိလဲခင်ဗျအရင်လိုပဲများနေတော့မလားဒါမှမဟုတ်ဝင်လာတဲ့အရေးအတွက်ကြာများသွားလားခင်ဗျဝင်လာတာကတော့အခုအောက်လန်းကလည်းတော်တော်များကြပါတယ်ခုအပေါ်လန်းကလည်းတော်တော်လေးများကြတယ်ဒီမှာဆိုရင်အေဂျင့်တွေလက်ထက်မှာဆိုရင်လူပေါင်းမြောင်များစွာပါနော်ခုနောင်ခေါ်မဲ့လူတွေအတွက်သူတို့လက်ထက်မှာအလုပ်သမားအစ်စ်တွေကို6လတင်ထားတာရှိတယ်ကျွန်တော်တို့အဲ့မှာပြီးခဲ့တဲ့ဒီ2ပတ်လောက်ကလူတယောက်ဒီလင်ငွေကနေလာတယ်ဆိုသွားချုပ်ပေးနေအဲ့ဒီမှာအေဂျင့်တွေလက်ထက်မှာခုနကအလုပ်သမား5-5တောင်လောက်ကိုတဦးဆိုရင်5-5တောင်လောက်ရှိတယ်နောက်တဦးဆိုရင်ဒီမှာအလုပ်သမား100-200လောက်ကိုမြန်မာပြည်ကနေလာဖို့အတွက်အစီအစဉ်လုပ်ထားတာရှိတယ်ပေါ့နော်ဒီမလေးရှားကိုလာတဲ့မြန်မာနိုင်ငံသားတွေကများသောအားဖြင့်မြန်မာပြည်ဘယ်ဘက်နေရာများလဲခင်ဗျအခုအဓိကကျွန်တော်ဒီဘက်မှာတွေ့ရတာကတော့မြင်းညံဘက်ကအများဆုံးများတယ်နောက်ပဲခူးအထက်ဘက်ကလာတာများတယ်ပေါ့အညာဘက်ကတွေလာတာများတယ်မော်လမြိုင်ဒေတာဆိုရင်အားလုံးလူတွေကကုန်သလောက်ဖြစ်နေပြီနောက်ကော်တောင်းဘက်ကဆိုရင်ယောက်ျားလေးတော်တော်များများဆိုရင်ဒီဘက်ရောက်နေတာများတယ်နောက်တဝဲဘက်ကတော့ပါလို့ပေါ့နော်အားလုံးလူတွေကကုန်သလောက်ဖြစ်နေပြီတချို့ဆိုရင်မရှိသလောက်ဖြစ်ပေါ့ဟင်
ဒါကတော့မလေးရှားနိုင်ငံမှာစီးပွားရေးကျဆင်းပြီးတရားမဝင်အလုပ်သမားတွေကိုအဖမ်းဆီးများနေပေမဲ့လည်းမလေးရှားကိုသွားအလုပ်လုပ်တဲ့မြန်မာနိုင်ငံသားတွေကတော့တိုးမြဲတိုးနေသေးဖြစ်တဲ့အကြောင်းဒီမလေးရှားနိုင်ငံကမြန်မာအရေးဆောင်ရွက်နေသူကိုအောင်ကျော်ဆက်ကိုဦးသစ်စင်ကဆက်သွယ်မေးမြန်းတင်ပြခဲ့တာပါခင်ဗျာကဲတော့တန်းကြီးကျွန်တော်သတင်းအစီ